အခုမမညိုတင်မဲ့ vlog လေးက2025ခုနှစ်ကမမညိုဖြစ်ချင်ခဲ့တဲ့အိမ်မက်တစ်ခုပါအစ္စလမ်ဘာသာဝင်တွေရဲ့ရိုဇာထားတဲ့အလေးအထားကိုရိုက်ကူးချင်ခဲ့ပေမဲ့မမညိုကိုယ်တိုင်ကကျမ်းမာရေးမကောင်းတာရောငလင်ကြီးဖြစ်တာရောကြောင့်ဒီအိမ်မက်ကိုဆက်မှတ်ခွင့်မရခဲ့ပါဘူးဒါပေမဲ့2026ခုနှစ်ရောက်တဲ့အခါမှာအဲ့ဒီအိမ်မက်လေးကိုပြန်အသက်သွင်းမှုအတွက်အခွင့်အရေးကြုံလာခဲ့ပါတယ်ဒီ vlog လေးဖြစ်မြောက်ဖို့အဓိကကူညီပေးခဲ့တဲ့မမညိုရဲ့တငယ်ချင်းဖြစ်သူဝေယံကိုကိုဒီနေရာကနေကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်အမျိုးသမီးတွေဝင်ခွင့်မရှိတဲ့ဒီလိုနေရာမျိုးကိုအလားပါဆုံးဖြစ်အောင်ပုံဖော်ပေးခဲ့တဲ့မမညိုရဲ့အမျိုးသားဝေယံထုံးရဲ့မောင်လေးနီယိုရဲ့ကိုကျေးဇူးအထူးပင်တင်ရှိပါတယ်စကားတွေပြောနေရတော့တော်တော်ကြာသွားခဲ့ပြီစလိုက်ကြမယ်နော်အစ္စလမ်ဘာသာမှာရိုဇာကအရေးကြီးတဲ့ဘာသာရေးတာဝန်တစ်ခုပါဖျားသခင်ကိုနာခံမှုပြသခြင်းမိမိစိတ်ကိုထိမ့်သိမ်းလေ့ကျင့်ခြင်းကောင်းမှုလုပ်ဖို့ကိုယ့်ကိုယ်သတိပေးခြင်းဆိုတဲ့အဓိပ္ပာယ်တွေပါဝင်နေပါတယ်။ရိုဇာထားတဲ့အခါနေထွက်ချိန်ကနေနေဝင်ချိန်အထိအစားရေအချိုရည်မကောင်းတဲ့အပြုအမူတွေကိုရှောင်ကျဉ်ရမယ်လို့မမညိုလေ့လာဖတ်ရှုရပါတယ်။ရိုဇာထားတဲ့အခါစိတ်ကိုထိမ့်သိမ်းနိုင်စွာတိုးတက်လာပြီးစိတ်ငြိမ်းချမ်းမှုရပါတယ်။စာလောင်မွတ်သိမ့်မှုကိုကိုယ်တိုင်ခံစားရတာကြောင့်ဆင်းရဲနွမ်းပါးသူတွေအပေါ်မှာကိုယ်ချင်းစာစိတ်ပူလာတဲ့ရှင်။ဒါကြောင့်အလှူဒန်းတွေလုပ်ကြတယ်အစားအစာတွေမျှဝေကြတယ်ဒီအချိန်မှာကောင်းမှုတွေပို့လို့ဖြစ်သွားတာပေါ့သိပ္ပံပညာအရလည်းအစာအိမ်ကိုအနာပေးသလိုဖြစ်ပြီးခန္ဓာကိုယ်ကို detox လုပ်သလိုမျိုးအကျိုးကျေးဇူးတချို့လည်းရနိုင်ပါတဲ့ရှင်ရိုဇာထားတယ်ဆိုတာစာလောင်မွတ်သိမ့်မှုကိုခံစားဖို့အတွက်တင်မဟုတ်ဘဲမိမိစိတ်ကိုထိမ့်သိမ်းပြီးကောင်းမှုမေတ္တာနဲ့မျှဝေမှုကိုပုံမအလေးထားစေတဲ့အလေးကျင့်တစ်ခုလည်းဖြစ်ပါတဲ့ရှင်အခုဗီဒီယိုထဲမှာပါတဲ့မာမူကြီးချက်ပြနေတာကတော့ shalwa ပဲဖြစ်ပါတယ်။ shalwa ဆိုတာလွယ်လွယ်ပြောရရင်ပဲနဲ့အသားကိုအချိန်ကြာမြင့်အောင်ချက်ပြုတ်ပြီးထောပတ်ကလေးရောထားတဲ့စားစရာတစ်ခုပါ။ညနေဝါဖြစ်ချိန်မတိုင်ခင်ဗလီတွေကပေးထားတဲ့ shalwa ယူဖို့လက်မှတ်လေးနဲ့အတူဗလီကိုလာခဲ့ရပါတယ်။ပြီးရင်တော့ဗလီကလူကြီးတယောက်ကဥဆောင်ပြီး shalwa တွေကိုစတင်မျှဝေကြပါတယ်။အစားအစာမျှဝေတာကိုသဘောကျတတ်တဲ့မမညိုကအခုလိုမျိုးအိုးအကြီးနဲ့နှစ်အိုးချက်ထားတဲ့ရှောဝါတွေဝေတာကိုကြည့်ရင်းနဲ့ပီတိဖြစ်ခဲ့ရပါတယ်။တနေကုန်ချက်ပြုတ်တဲ့အခါရှောဝါချက်တာအပါအဝင်မင်္ဂလာပလီမှာဝါလာဖြေမဲ့လူအယောက်380စာအတွက်ထမင်းရယ်အမဲသားဟင်းရယ်ပြီးတော့တီးစုံပဲကလာဟင်းမွမွေးလေးရယ်ငရုတ်သီးကြော်ဆက်ဆက်လေးရယ်ရောပါဝင်ပါတယ်ရှင်။ဗလီမှာဝါလာဖြည့်တဲ့သူကအယောက်380စာဆိုတော့ကြိုတင်ပြင်ဆင်မှုကတော့ရှိရတယ်ရှင်ဒီနေရာမှာလက်အိမ်မစွတ်လို့ပြောကြမဲ့သူတွေရှိတာသိပါတယ်တန့်ရက်တန့်ရှင်းနေအောင်လက်ကိုတေချာဆေးကြောပြီးတော့မှမမူကြီးတို့ကမိသားစုလိုက်မင်းနဲ့ဟင်းနေထည့်ကြတာပါရှင်ထမင်းနဲ့ဟင်းနေသာထည့်ပြီးတော့ဟင်းရီအတွက်ကတော့ကိုယ်တိုင်ခတ်ယူရပါတယ်အခုပြထားတာကတော့ဗလီမှာလာရောက်ဝါဖြေမဲ့သူတွေအတွက်တောက်ရမယ်အေးခွက်ကလေးတွေချတာနဲ့အေးဖြော်ဆက်နေပုံလေးပေါ့ရှင်အိုးကြီးတစ်လုံးထဲမှာရေခဲတွေထည့်ပြီးတကြွန်းကြွန်းနဲ့ဖြောဆက်နေတဲ့ပုံကတကယ်ကိုတောက်ချင်စရာကောင်းလာပါတယ်ခုနကတော့စီထားတဲ့ခွက်လေးတွေထဲမှာအေးလေးတွေကိုလိုက်ထည့်ရပါတယ်နေဝင်ချိန်ရောက်တဲ့အခါအမျိုးသားတွေကဗလီမှာပဲစုဝေးပြီးတော့ဝါဖြေကြတဲ့အခိုက်အတန့်ကမိသားစုတစ်ခုအတူတူမျှဝေကြတဲ့အခိုက်အတန့်လို့မမညုံမြင်မိပါတယ်ဒီခိုက်တန့်တွေကဘာသာတရားတစ်ခုရဲ့ယဉ်ကျေးမှုနဲ့လူမှုအတိုင်းဝိုင်းရဲ့ပေါင်းစည်းမှုကိုပြသနေပါတယ်ဘ ഹു တုတအနေနဲ့ပြောရရင်ဝါမဖြေခင်ဒီလိုခိုက်တန့်လေးကအလွန်ဆာလောင်ပြီးဒေါသရည်တောင်ထွက်တတ်တာမို့ဝါကြိုက်တယ်လို့ပြောတတ်ကြပါတယ်ဗလီကနေဝါဖြေဖို့အတန်ပေးတာကိုအာဇန်လို့ခေါ်ပါတယ်အာဇန်တန်ကဗလီတစ်ခုနဲ့တစ်ခုမထက်ရပါဘူးတစ်ခုကရွတ်လို့ပြီးတဲ့အခါမှာနောက်တစ်ခုကရွတ်ရပါတယ်ဝါဖြေပြီးတဲ့အခါကိုလက်တန့်စင်ကြပြီးနမတ်ဖတ်ကြပါတယ်သူတို့အတွက်ဒိုအာဆိုတာအလားထံမှာဆူတောင်းခြင်းဖြစ်ပြီးဆူတောင်းချိန်မှာတခြားသူတွေကိုလည်းသတိရပေးတဲ့ရည်ကြီးမှုတစ်ခုလိုမှတ်ယူရပါတယ်။မမညိုလေးလာမှတ်သားသမျှအကြောင်းအရာတွေကတော့ဒီလောက်ပါပဲ။မပါခဲ့ရင်မေတ္တာရှိထားပြီးနားလည်ပေးပါ။မန္တလေးမြို့25လမ်းကမင်္ဂလာပလီမှာရှိတဲ့လူကြီးမင်းတွေကိုကျေးဇူးတင်ရင်နေကောင်းကျမ်းမာကြပါစေ။